န်ချင်းညီညီနိုင်ငံတောင်ဝင်မင်္ဂလာပါရှင်။မာနွယ်ချန်နယ်မှကြိုဆိုပါရရှင်။မင်းတို့မင်းနှင့်ညီတော်ကနောင်မင်းသားတို့သည်ဟန်ချင်းညီညီနှင့်နိုင်ငံတောင်ဝင်များကိုထမ်းရွက်နေသည့်ညီနောင်မင်းနှစ်ပါးဖြစ်သည်။ထိုမင်းနှစ်ပါးအထွတ်ထိပ်သို့မရောက်မီကပင်အိမ်တော်ပါလူယုံတူဖြစ်သည့်မောင်လိုင်ကိုမင်းနှစ်ပါးစလုံးကအားထားနေရသည်။ယခုအခါမင်းတို့မင်းကြီးနှင့်အတွင်းတော်အရေးများကိုတိုင်ပင်ဆွေးနွေးနိုင်သည့်ရောအတွင်းဝင်အဖြစ်မောင်လိုင်အမှုတော်ထမ်းနေရသည်တစ်ဖက်တွင်လည်းညီတော်ကနောင်မင်းသား၏စက်မှုနိုင်ငံထူထောင်ရေးစီမံကိန်းများတွင်ပါဝင်ကူညီနေရသည်မင်းတို့မင်း၏သဘောထားဆုံးဖြတ်ချက်များကိုရောအတွင်းဝင်ဦးဖိုးလိုင်ကတဆင့်လွတ်တော်ဝင်ကြီးဥယျာဉ်ဝေးထံပို့ပေးသည်တင့်လျော်လျင်လွတ်တော်ကတဆင့်အကောင့်ထဲပေါ်ပေးရသည်သာသနာရေးကိုဦးစားပေးသည့်မင်းပြီးတနေ့တွင်မင်းတို့မင်းကြီးအကြံတစ်ခုပေါ်လာသည်ရွှေမြို့တော်အတွင်းသာသနာဝန်ထမ်းများကိုယခုထက်ပိုပြီးသာသနာအလူတော်ငွေထောက်ပံ့တော်မူလိုသည်ထို့ကြောင့်တအိမ်တောင်လေးတစ်နှစ်အတွက်အလူတော်ငွေတမတ်ပိုးကောက်ရန်ရောအတွင်းဝင်နှင့်တိုင်ပင်ပြီးလွတ်တော်ဤတီပြုကျရရန်ဆရာရင်းဖြစ်သူပခန်းဝင်ကြီးဥယျာဉ်ဝေးထံရောအတွင်းဝင်ဦးဖိုးလိုင်ကိုဆေလွတ်တော်မူသည်စိုးစမ်းကွက်မောင်ရင်လိုင်ငယ်ဆရာဖြစ်သည့်ပခန်းမင်းကြီးကိုမောင်လိုင်ကမင်းတို့မင်း၏သဘောထားကိုရိုသေစွာတင်လျှောက်သည်တင်လျှောက်ချက်အဆုံးသည့်နှင့်ပခန်းမင်းကြီးမျက်နှာညှိုးသွားသည်ပခန်းမင်းကြီး၏နှုတ်ထွက်စကားကိုမောင်လိုင်စိုးရိမ်စွာငန့်လင့်နေသည်မောင်ရင်လိုင်ရှင်းမင်းအဆက်ကကောက်ခဲ့တဲ့တသမီရာအခွန်တော်ကိုအစင်အလာထက်ပိုးကောက်ရင်မြောက်ဥယျာဉ်မြောက်ဖြစ်တာကိုတော့ငါလည်းမတတ်နိုင်တော့ပြီဘူးကဲဒီတော့ဒီအတိုင်းသာမင်းတို့အရှင်ဘုရင်ကိုပြန်လျှောက်လိုက်မင်းနှင့်ဆရာကြားဗျာများရသူကရောအတွင်းဝင်ဖြစ်သည်ကံကောင်းသည်မှာမင်းတုံမင်းကပခန်းဝင်ကြီးကိုနားလည်မှုရှိခြင်းပင်ဖြစ်သည်ပခန်းဝင်ကြီး၏စကားအတိုင်းပြန်လည်လျှောက်တင်သည့်အခါတွင်မင်းတုံမင်းကြီးကပခန်းဝင်ကြီးမကြိုက်ရင်ဆက်မလုပ်ပေနဲ့မောင်းလိုက်လို့တခွန်းသာမိန်လိုက်ခြင်းကြောင့်သာဤတို့ဤနဲ့မင်းနှင့်လွတ်တော်အကြမကြာခဏဗျာများရသူကရောအတွင်းဝင်ဥဖို့လိုက်တခါကလည်းဘရင်ရွှေတိုက်တော်ရှိတွင်အမှုထမ်းများကုန်သည်ပွဲစားများနှင့်စည်ရဲသားပြည်သူများစုဝေးတိုးကျိတ်နေကြောင်းမင်းတို့မင်းကြီးစုံစမ်းကြားသိတော်မူရာညင့်ညီလာခံတွင်ဘယ်နဲ့လဲပခန်းဆရာကြီးရဲ့ရွှေတိုက်တော်ကထုတ်ပေးထားတဲ့ရွှေတင်းကားတွေကိုပခန်းဝင်ကြီးအမိန့်နဲ့ငါးချက်နှုံးနဲ့ပဲပြန်လဲပေးနေတော့ရွှေတိုက်တော်မှာငွေမလုံလောက်နိုင်အောင်ဖြစ်နေရတယ်လို့ကြားသိရပေတယ်ရှင်းစမ်းပါဦးမှန်လားပါရွှေတိုက်တော်ကငါးချက်နှုံးနဲ့ထုတ်ပေးတဲ့ရွှေတင်းကားဟာအပြင်မှာ၃ချက်သာတန်မိုးရှိတာကိုစုံစမ်းသိရှိရပါတယ်အဲ့ဒီလိုဖြစ်ရင်ပြည်သားလူအများဟာအလွန်နစ်နာပါတယ်ပြည်သူနစ်နာတယ်ဆိုရင်တင့်လျော်ပါမလားတိုင်းတစ်ပါးကကြားတော့ဂုံပြက်ပေးလိမ့်မယ်ဒါကြောင့်ပြည်သူတွေစိတ်ချမ်းသာရအောင်ရွှေတင်းကားများကိုပြန်လဲသိမ်းယူလဲပေးခြင်းဖြစ်တယ်ရှင်ဘရင်ဖြစ်ပြီးစင်ရဲသားပြည်သူတွေအပေါ်အမျက်လူချင်ရင်ကုန်သေးသာထွက်လုပ်လိုက်ပါတော့အရှင်မင်းကြီးပခန်းဝင်ကြီးရဲ့ရှင်းင်းတိဆောက်စေသည်တရားမျှတမှုရှိခြင်းကြောင့်မင်းတို့မင်းကြီးအဖို့စိတ်နေုံမှတပါတခြားမရှိခဲ့ပါကြပြီမင်းတို့မင်းလက်ထက်တွင်တဦးဆံမိုင်းဘရင်စနစ်ဆိုတော်လဲပခန်းမင်းကြီးဥယျာဉ်ဝေးတို့ကဲ့သို့မူမှန်များကထိမ့်သိမ့်နိုင်ခဲ့သည်မင်းတို့မင်းဥတီဆောင်ရွက်ချက်များကတိုင်းပြည်စီပင်အေချမ်းသာယာရေးခိမိနိုင်ငံထူထောင်ရေးနှင့်နိုင်ငံခြားတိုင်းပြည်များနှင့်တန်းတူရည်တူဆက်ဆံရေးဟူသည့်အရေးသုံးပါးဖြစ်သည်အဆိုပါအရေးသုံးပါးကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ရန်တဦးဆံမိုင်းဘရင်စနစ်တွင်ထိပ်တန်းတာဝန်ယူရသူများအရေးအချင်းရှိရမည်ဆိုခြင်းကိုမင်းနှစ်ပါးတည်နာလဲထားသည်